တမီးလေးမာလိုက်တာသူပဲဖွားတဲ့ဟာနော်စီရီယယ်တွေဖိတ်သွားတဲ့ဟာတွေပြန်လဲနေပါတယ်ကွယ်ပစ္စည်းသိမ်းမယ်ကတမီးကစားစရာဒီဘက်မှာထားမလားကဲဒီမှာလာထားလားဒီမှာထားမလားဒီမှာထားမလားโอเคဒီနေ့အရင်တဘောကောင်းနေပါလားဒီနေ့အရင်တဘောကောင်းလို့ပါလားသမီးတန့်ရှင်းရည်ပါလေလောက်ကူနေတော့အမလေးနေဖွာထားတာနေတာမဟုတ်ဘူးအမေအိမ်မှာရှိတယ်ဆိုတော့တန့်ရှင်းလို့ရပြီပေါ့နော်thank you နော်တန့်ရှင်းလို့ကူပေးလို့နော်တမီးကစားစီရပဲတအိမ်လုံးပြည့်နေတာလေယုံမဲ့နော်